ညတော့ဗျာအာဂျင်တီးနားနဲ့အင်္ဂလန်တို့ရဲ့ပွဲစဉ်အကြောင်းလေးကိုနည်းနည်းလေးပြောချင်တယ်ဗျာတကယ်တော့ဒီပွဲကကျွန်တော်တို့ပြည်သက်တွေအားလုံးကထင်ကြတဲ့အတိုင်းပဲကျွန်တော်တို့ဒါကျွန်တော်ကတော့အာဂျင်တီးနားပဲနောက်တစ်ဆင့်ဘလူးပွဲကိုတက်သွားလိမ့်မယ်ဆိုကျွန်တော်ကတော့ယုံကြည်ထားပြီးသားပါဘာဖြစ်လို့လဲဆိုတော့ဒါအာဂျင်တီးနားဟာတကယ်တော့ဒါစုဖွဲ့မှုကောင်းကောင်းနဲ့ကျွန်တော်တို့ဒါအသင်းနိုင်ကစားပုံအများကောင်းတဲ့အတင်းမက်ဆီရဲ့ဥဆောင်မှုအောက်မှာလောကကစားပုံဒါမကောင်းရတော့မှပဲပွဲအဖြစ်ကိုဒါလုံးဝပြောင်းနေနိုင်တဲ့ဒါအတင်းဖြစ်တယ်သူဖြတ်တက်လာတဲ့တခြားလေသူခက်ခဲကစားခဲ့ဒါပေမဲ့လို့အဓိကစိတ်တိုက်ပြမန္တလေးလက်ဒီပိုင်းမှာတော့ကျွန်တော်တို့အာဂျင်တီးနားကိုတော့ကျွန်တော်တို့အင်္ဂလန်မမီခဲ့ဘူးပထမပိုင်းမှာတော့ကျွန်တော်တို့ဒါအာဖရိကသားတွေရဲ့ထုံးစံတိုင်းပဲဒါနောက်ဆွကစားတယ်ပဲဗျာဘယ်လီဟန်လို့ဆိုကျွန်တော်တို့ခဏဒါလူချတယ်ပါရီတက်နဲ့ခဏညှိတယ်ဗျာဒါမင်းဘာကောင်းလဲငါဘာကောင်းလဲဆိုအခိုက်တည်းအများကြီးကျွန်တော်တို့ဖန်တီးခဲ့တယ်တကယ်ဗျာအင်္ဂလန်ညကဒါအင်္ဂလန်ကစားပုံအရန်မကောင်းခဲ့ဘူးဆိုရင်တော့မှပဲဒါအာဂျင်တီးနားထက်ဒါနာတဖြားတာခဲ့တဲ့အခြေအနေမှာရှိတယ်ဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့ဒါဒုတိယပိုင်း55မိနစ်မှာကျွန်တော်တို့ဒါဥဆောင်ကိုအင်္ဂလန်ကရတယ်ပေါ့ဗျာဒီရတဲ့ဘောလုံးကလည်းကျွန်တော်တို့ဒါမော်ဂန်ရောဂျာတင်ပေးခဲ့တဲ့ဒါဘောလုံးကိုကျွန်တော်တို့အန်တိုနီဂိုဒန်ဒါပိတ်ပြီးတော့ဒါရှုသွားတယ်အဲ့ဒီကျွန်တော်တို့ဒါအင်္ဂလန်ရဲ့ခြေနေမျိုးအားလုံးပြောလို့ရတယ်ခက်တာဗျာဒီတကိုးရပြီးတော့ဒါအခြေအနေပေါ့ဗျာရေးတောင်းနာပြီးရဲ့အခြေအနေမှာကျွန်တော်တို့အားလုံးကဒါတူချေလွတ်လိုက်တဲ့အရာတွေကအားလုံးကြောင်းမြန်နေဖြစ်သွားခဲ့တယ်နောက်တန်းကစားသမားအန်တိုနီဂိုဒန်တို့ထုတ်တယ်နောက်တန်းကစားသမားခံတဲ့ကစားသမားတွေကျွန်တော်တို့ထည့်တယ်ဗျာဒါတူချေနေနဲ့လုံးဝအမှားပဲဗျာမက်ဆီနဲ့စကာလိုနီဥဆောင်တဲ့ဒါမက်ဆီလိုကစားသမားမျိုးရှိတဲ့ဒါအာဂျင်တီးနားအသင်းဗျာမက်ဆီလိုကစားသမားမျိုးရှိတဲ့အာဂျင်တီးနားအသင်းဗျာပွဲစဉ်ရဲ့အဖြေတွေကိုသူကိုယ်တိုင်မဟုတ်ရင်တော့ဒါပြောင်းလဲပေးနိုင်အောင်အရန်ကူညီနိုင်တဲ့ပြောင်းဖို့ပေးနိုင်တဲ့မက်ဆီရှိတဲ့ကမ္ဘာချန်ပီယံဗျာအဆင့်တစ်ကအသင်းကိုမိနစ်အများကြီးကျန်နေသေးတယ်နော်တကယ်တော့ဒီနေ့ကမ္ဘာဖလားမှာကျွန်တော်တို့အချိန်ပေါ်ကအနည်းဆုံး6မိနစ်6မိနစ်ကနေ10မိနစ်အတွင်းအများတန်းပေးတယ်ဒီလောက်အချိန်ပေါ်နဲ့တွက်ကြည့်ရင်ဗျာမိနစ်30လောက်တော့ကြာအောင်ပဲအဲ့လိုချင်းနေမျိုးကြီးကိုတသိန်းလုံးခန်းတွေဆော့ပလိုက်တယ်တိုက်စစ်ကလုံးဝအသက်မဲ့သွားတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဒါအာဂျင်တီးနားကလှုပ်ချင်တယ်လို့လှုပ်လို့ရတဲ့အနေထားကြီးတစ်ခုကိုတူရှယ်ကဖန်တီးပြီးတော့တာဗျာတကယ်ပါဒီအင်္ဂလန်တွက်တော့ကျွန်တော်ရန်နှမျောတယ်ဗျာဟယ်ရီကိန်းဘယ်လင်ဟန်ဒီကစားသမားတွေရဲ့စူးစမ်းအထောက်မှုတွေကဒါတူရှယ်လှုပ်လိုက်လို့ဒါပျက်စီးသွားတယ်လို့ကျွန်တော်ကတော့ထင်မိတယ်ဗျာတကယ်ပါဒါပစ်ဖို့လည်းရန်ကောင်းတယ်ဗျာဒီခေါင်းတိုက်ပေါ်မက်လက်စတာတို့ရဲ့ခေါင်းတိုက်ဘောတွေဗျာသူတကယ် special စစ်ရတဲ့အလုံးတွေအများကြီးသူရှိခဲ့တယ်ခံစစ်မှုတွေဘလောက်ကြီးကောင်းဘလောက်ကြီးထက်တယ်ဗျာတစ်ဖက်သင်းကရန်ပြပေးလာရင်တော့ဒါတစ်ချိန်တော့ကျွန်တော်တို့ဂိုးပေးရစမြဲပါဘလောက်ကြီးပဲခံစစ်ကောင်းတယ်လို့ပြောတစ်ဖက်သင်းက crop ball တွေထောင်းမယ်ဒါ PI ပေးလာမယ်ဆိုရင်တော့ဒါဂိုးကပေးရနိုင်ရရှိရဗျာတစ်ဖက်အသင်းရတာနေရအသင်းမဟုတ်ဗျာကမ္ဘာနံပါတ်1အာဂျင်တီးနားအသင်းဒါမက်ဆီဦးဆောင်တဲ့အာဂျင်တီးနားအသင်းကိုလုံးဝဒါခံစစ်ပိတ်ဆော့လိုက်တယ်ဒါတူချဲအဓိကအမှားကြီးကိုကျွန်တော်တို့ထင်တယ်တူချဲကတော့မားတယ်ဆိုရင်လည်းလို့ဒါတူချဲကတော့ဒီပုံစံတိုင်းပဲသူအမြဲတမ်းလုပ်ခဲ့တာဒါရှေ့ကမက်ဂဇီကိုနဲ့ပွဲမှာသူဒီပုံစံတိုင်းဒါနောက်တန်းကစားသမားကိုထည့်ခဲ့အဲ့ဒီတော့ဗျာမက်ဂဇီကိုဗျာအခုကကျွန်တော်တို့မတူတော့ဘူးဗျာအခုကတကယ်ဆီယာကြီးအာဂျင်တီးနားဗျာအာဂျင်တီးနားကိုအဲ့လိုသွားလွတ်ရင်တော့ဒီလိုဂိုးကြီးပေးပြီးဒီလိုရှုံပွဲတွေတော့ကြောင်းအောင်ပါပဲတူချယ်နဲ့အင်္ဂလန်တူချယ်အတွက်ကျွန်တော်တို့တူချယ်အတွက်အမှားတွေအများကြီးကျွန်တော်တို့လုပ်ခဲ့တယ်အင်္ဂလန်နဲ့ဒါဘယ်လင်ဟန်တို့အတွက်ကတော့တကယ်ကိုဒါစိတ်မကောင်းပါဘူးအာဂျင်တီးနားအတွက် congratulation ပါအားလုံးကိုကျေးဇူးတင်ပါတယ်